မမင်္ဂလာပါရှင်ဒီကနေ့မှာတော့အင်္ဂါမေကအမေရွှေပြုတ်လေးတောက်ချင်လို့ဆိုလို့ရုံပိတ်ရက်လေးမှာဟယ်လီကိုတာအိမ်မှာချက်ပေးပြတာလေးပါဒါလေးတွေကတော့ဈေးကနေတော်ဝယ်လာခဲ့တဲ့အယူသားလေးတွေပါဒီဟာလေးတွေကိုရေမြများလေးနဲ့3ခါလောက်တေချာဆေးပေးပါမယ်အဲ့ဒါမှအသားတွေအယူတွေမှာကတ်နေတဲ့သွေးစားလေးတွေကပြောင်းဆင်းသွားမှာပါဟယ်လီကတော့တေချာလေးပြောင်းသွားအောင်လို့ရေမြများလေးနဲ့4ခါလောက်ထပ်ဆေးပေးထားပါတယ်စလုံးပြာတင်းကလို့ဖွင့်တန်းသွားပြီဆိုရင်တော့ရပါပြီ။ကဲအဲ့ဆိုစပြင်ဆင်လိုက်ပါတော့မယ်။စိတ်ထားတဲ့အယူသားတဲ့ကိုစနွေးမုံရောင်တင်မုံစာဟင်းချုံမုံစီလေးနည်းနည်းရဲ့ပြီးတော့ထောင်းထားတဲ့ဂျင်းကြက်သွန်ပြူကြက်သွန်လေးတို့ကိုထည့်ပြီးတော့တမအောင်နှိပ်ပါမယ်။နှိပ်ပြီးတော့ခဏလောက်နှက်ထားပေးပါမယ်။အိမ်ထဲမီးကိုစားမှာနေရာရှုံမှာဆိုလို့အပြင်မှာပဲမီးသွင်းပြီးပုံနဲ့ချက်ပါမယ်။မီးတက်လာပြီဆိုရင်တော့စောကနှက်ထားတဲ့အယူသားလေးတွေကိုဦးထဲကိုထည့်ထားပြီးအဖော်အုပ်ထားပေးလိုက်ပါမယ်15မိနစ်လောက်နေရင်တော့တမအောင်မွေပေးလိုက်ပါရေလေးထပ်ထည့်ပေးထားလိုက်ပါမယ်နော်ပထမတရေပွက်လာပြီဆိုရင်တော့အယိုးသားလေးတွေနူးလွယ်အောင်လို့ဝေယာယူလေးထည့်ချက်ပေးပါမယ်ဝေယာယူစားကွန်တီလေးထည့်ချက်ပေးလည်းရပါတယ်နော်အသားလေးတွေနူးလွယ်ခြင်းနဲ့ဆိုရင်တော့ဒီလိုနီလန်းလေးတုံပြီးတော့ချက်ပေးလို့ရပါတယ်နှစ်နာရီလောက်တည်ထားပြီးသွားရင်တော့အရသာရှိတဲ့စွပ်ပြုံလေးရပါပြီနော်ဟင်းရည်ရတာလေးမိကြည့်ပြီးတော့ကိုကြိုက်တဲ့တရားရည်တွေထပ်ထည့်လို့ရပါတယ်နော်ဟင်းရည်လေးပူချုံအောင်လို့အဲလီကတော့သုံးနေကြရွှေချက်ဖကြံညိုလေးနည်းနည်းထည့်ပြီးအိုးချကန်ဒီမှာပင်စိန်လေးထည့်ခတ်ပေးလိုက်တော့အနံ့လေးမွမွေးလေးနဲ့ဆိုတော့ရှယ်ပဲပေါ့နော်ဒီလိုရတာရှိတဲ့စွပ်ပြုတ်လေးကိုတငယ်ချင်းတို့လည်းချက်ချကြည့်ကြပါနော်